အသက်60ကျော်လာပြီဆိုရင်လူအများစုကနေတိုင်းလမ်းလျှောက်နေရင်လုံလောက်ပြီလို့ထင်တတ်ကြပါတယ်။ဒါပေမဲ့အသက်ကြီးလာတဲ့အခါခန္ဓာကိုယ်မှာပြောင်းလဲလာတာတွေရှိပါတယ်။ကြွက်သားအားနည်းလာတာခြေထောက်အားလျော့လာတာဟန်ချက်မညီတော့တာတွေကြောင့်လမ်းလျှောက်နိုင်ုံတင်မကပဲခန္ဓာကိုယ်ကိုထိန်းထားနိုင်တဲ့စွမ်းအားကပိုအရေးကြီးလာပါတယ်။ဒီနေ့ဗီဒီယိုမှာတော့အသက်60ကျော်သူတွေအတွက်လမ်းလျှောက်ခြင်းအပြင်ထည့်သွင်းလုပ်တဲ့လေ့ကျင့်ခန်း၅မျိုးကိုပြောပြပေးသွားမှာပါ။အထူးသဖြင့်နောက်ဆုံးတစ်ခုကတော့အသက်ကြီးလာတဲ့အခါလူအများစုမေ့လျော့တတ်တဲ့အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါ။အခုလိုမျိုးတန်မိုးကြည့်တဲ့မတ်သားခွေရဗဟုတူတာတွေမို့လို့တိတိကျကျလေးလိုက်ကြည့်ပေးပါ။ပထမဆုံးလေ့ကျင့်ခန်းထိုင်တဲ့လေ့ကျင့်ခန်းအသက်ကြီးလာတဲ့အခါထိုင်ရာကနေထရတာလေကားတက်တာလို့နေ့စဉ်လုပ်ရတဲ့အရာတွေကခက်လာနိုင်ပါတယ်။ဒါကြောင့်ခြေထောက်ကျွတ်သားတွေကိုအားကောင်းစေဖို့ထိုင်ထားလေ့ကျင့်ခန်းကအရေးကြီးပါတယ်။ဒါပေမဲ့အသက်60ကျော်သူတွေကအားကုန်ထိုင်ထားလုပ်ဖို့မလိုပါဘူး။ကလပ်ထိုင်တစ်လုံးကိုအသုံးပြုပြီးဖြည်းဖြည်းချင်းထိုင်ပြန်ထလုပ်ပေးနိုင်ပါတယ်။ဒီလေ့ကျင့်ခန်းကခြေထောက်အားကောင်းစေပြီးကိုယ်ခန္ဓာကိုတည်ငြိမ်စေဖို့ကူညီနိုင်ပါတယ်။ဒုတိယလေ့ကျင့်ခန်းဟန်ချက်ညီမှုလေ့ကျင့်ခန်းအသက်ကြီးလာတဲ့အခါအရေးကြီးဆုံးအရာတစ်ခုကဟန်ချက်ညီမှုပါ။ဟန်ချက်မကောင်းရင်ချော်လဲနိုင်ခြေပိုများလာနိုင်ပါတယ်။ရိုးရှင်းတဲ့လေ့ကျင့်ခန်းတစ်ခုကတော့နိုင်ရန်ဒါမှမဟုတ်ကလပ်ထိုင်ကိုကင်ပြီးခြေထောက်တစ်ဖက်ကိုအနှဲငယ်မြှောက်ထားတာပါ။တစ်နေ့ကိုအချိန်နှဲငယ်ပဲလုပ်ပေးရင်လည်းကိုယ်ခန္ဓာထိန်းညှိနိုင်မှုကိုလေ့ကျင့်ပေးနိုင်ပါတယ်။တတိယလေ့ကျင့်ခန်းအကျောဆန့်ခြင်းအသက်ကြီးလာတာနဲ့အမျှကြွက်သားတွေတင်းလာပြီးအစစ်အမြစ်လှုပ်ရှားမှုလျော့နည်းလာနိုင်ပါတယ်။အကျောဆန့်ခြင်းကကိုယ်ခန္ဓာပျော့ပြောင်းမှုကိုထိန်းသိမ်းဖို့ကူညီပေးနိုင်ပါတယ်။မနက်အိပ်ရာထားချိန်ဒါမှမဟုတ်လမ်းလျှောက်ပြီးတဲ့အချိန်မှာအကျောဆန့်ပေးတာကကောင်းပါတယ်။ဒါပေမဲ့နာကျင်အောင်အတင်းမဆန့်ပဲကိုယ်ခန္ဓာကိုအခြေအနေအတိုင်းဖြည်းဖြည်းလုပ်သင့်ပါတယ်။စတုထလေ့ကျင့်ခန်းပေါ်ပါတဲ့အားကစားလေ့ကျင့်ခန်းလူအများစုကအသက်ကြီးလာရင်အားလေ့ကျင့်ခန်းမလုပ်သင့်တော့ဘူးလို့ထင်တတ်ကြပါတယ်။တကယ်တော့တင့်တော်တဲ့ပမာဏနဲ့လုပ်ပေးနိုင်ရင်ကြွက်သားတွေကိုထိန်းသိမ်းဖို့အထောက်အကူဖြစ်နိုင်ပါတယ်။ဥပမာရေဘူးအသေးကိုအသုံးပြုပြီးလက်မောင်းလေ့ကျင့်ခြင်းပေါ်ပါတဲ့လှုပ်ရှားမှုတွေကိုလုပ်နိုင်ပါတယ်။အရေးကြီးတာကကိုယ့်အခြေအနေနဲ့ကိုက်ညီအောင်လုပ်ဖို့ပါ။ပစ္စမလေ့ကျင့်ခန်းအသက်ရှူခြင်းနဲ့ကိုယ်ခန္ဓာထိန်းချုပ်မှုလေ့ကျင့်ခန်းဒီလေ့ကျင့်ခန်းကိုလူအများစုမေ့နေတတ်ပါတယ်။အသက်ကြီးလာတဲ့အခါခန္ဓာကိုယ်လှုပ်ရှားမှုအပြင်စိတ်အေးချမ်းမှုနဲ့အသက်ရှူပုံကလည်းအရေးကြီးပါတယ်။ဖြည်းဖြည်းနဲ့အသက်ရှူခြင်းကိုယ်ခန္ဓာကိုယ်တတိထားပြီးလှုပ်ရှားခြင်းတွေကနေ့စဉ်ဘဝအတွက်အထောက်အကူဖြစ်နိုင်ပါတယ်။ဒါဆိုအသက်60ကျော်သူတွေအတွက်လမ်းလျှောက်ခြင်းမလုပ်တော့ဘဲအစားထိုးဖို့မဟုတ်ပါဘူး။လမ်းလျှောက်ခြင်းကလည်းကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်ခုပါ။ဒါပေမဲ့အသက်ကြီးလာတဲ့အခါခြေထောက်အားဟန်ချက်ကြွက်သားနဲ့ကိုယ်ခန္ဓာလှုပ်ရှားနိုင်မှုတွေကိုထိန်းသိမ်းဖို့ဒီလိုလေ့ကျင့်ခန်းတွေကိုပါပေါင်းစပ်လုပ်ပေးတာကပိုကောင်းပါတယ်။အသက်အရွယ်ကြီးလာတာကတန်မာမှုဆုံးရှုံးရမယ့်အရာမဟုတ်ပါဘူး။မှန်ကန်တဲ့အလေးအကျင့်တွေနဲ့ကိုယ်ခန္ဓာကိုယ်ကိုဂရုစိုက်ပေးရင်နေ့စဉ်ဘဝကိုပုံမလွတ်လပ်စွာဆက်လက်ဖြတ်သန်းနိုင်ပါတယ်။ဒီလိုကျန်းမာရေးအသိပညာပေးဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင် channel ကို subscribe လုပ်ထားပေးပါ။ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။